မြန်မာရွှေစီကတော့ဒီနေ့မှကျပါတယ်မြန်မာငွေစီကတော့ဒီနေ့အနေငယ်အတက်စီးနဲ့ရှိနေပါတယ်အားလုံးမင်္ဂလာပါစေရှင်သာချင်းကိုကျမချင်းနဲ့ပြေဆုံးလိုက်ကြပါစေဒီနေ့က17ရက်နေ့4လပိုင်း2020နဲ့6ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်အထိုင်းစံတော်ချိန်ညနေ6:20မိနစ်20ရှိနေပါပြီမြန်မာရွှေက16ပဲရေစနေအောင်မီလင်းရွှေတစ်ချက်သားကိုဆိုင်ကရောင်းနေစေက105သိန်း5000ဆိုင်ကလက်ခံနေစေက104သိန်း5000စနေဟောင်း15ပဲရေတစ်ချက်သားကိုဆိုင်ကရောင်းနေစေက69သိန်း300016ပဲရစ်စနစ်တဲ့မီလင်းရွှေတစ်ချက်သားကိုဆိုင်ကရောင်းနေစေက103သိန်း9000ဆိုင်ကလက်ကန်နေစေက102သိန်း9000စနစ်တဲ့15ပဲရစ်တစ်ချက်သားကိုဆိုင်ကရောင်းနေစေက69သိန်း6000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေသေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစေက4200ဆိုင်ကလက်ခံနေစေက4090ယူရိုငွေကိုမြန်မာကျပ်ငွေ4895ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစေက3280ဆိုင်ကလက်ခံနေစေက3180တရုတ်ငွေတရွာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစေက612ကျပ်ဆိုင်ကလက်ခံနေစေက996ကျပ်ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2949ကျပ်ထိုင်းမနဲ့မြန်မာကျပ်ငွေစီနှုန်းတွေကဗတ်ပေးချက်ယူမာတွေကဘတ်ငွေ985ဘတ်ကိုမြန်မာကျပ်ငွေတစ်သိန်းကျပ်ပေးပဲယူမာတွေကကျပ်တစ်သိန်းကိုဘတ်ငွေ965ဘတ်မလေးငွေ69.56ကိုမြန်မာကျပ်ငွေတစ်သိန်းဂျပန်ငွေ3913.83ကိုမြန်မာကျပ်ငွေတစ်သိန်းကိုရီးယားငွေ36,496.35ကိုမြန်မာကျပ်ငွေတစ်သိန်းအိန္ဒိယငွေ2229.15ကိုမြန်မာကျပ်ငွေတစ်သိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့နေနဲ့ငွေလွှဲတော်မယ်ငွေလဲလှုပ်တော်မယ်ဆိုရင်တော့ဝန်ဆောင်မှုပေးတဲ့သူရှိကိုရင်ဖုံးဆက်ပြီးမှာပဲငွေလဲလှုပ်ကြပါလို့ကျွန်တော်ကကြံပြရင်ပါတယ်မြန်မာရွှေစင်ငွေဈေးတွေကိုအမြဲတမ်းတင်ပေးပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ပြီးရှင်းနိုင်ကြပါစေ